အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပစွန်စီပြန်ချက်နဲ့ငပိရတိုးစရာအဆုံးနဲ့ထမင်းစားပြန်မှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲဆက်ကြပါအောင်ရှင်ဆက်ကြပါအောင်ရှင်